အားလုံးမင်္ဂလာပါဒီနေ့ကတော့စုံကကျောင်းတစ်ကျောင်းရဲ့ရိုက်ကူးရေးကိုသွားမှာသူတို့ကျောင်းရဲ့အဆောက်အအုံပေါ့နော်အဲ့မှာ campus လာတက်တဲ့သူတွေအတွက်ကိုစာသင်ခန်းတွေဘယ်လိုမျိုးရှိတယ်ဆိုတာမျိုးလေးတွေကိုသွားပြီးရိုက်ပြမှာပေါ့နော်သွားလေ့လာတဲ့ပုံစံလေးရိုက်မှာအဲ့ဒီကျောင်းကတော့တောင်းကလာပါမြို့နယ်ကုန်းပေါင်17လမ်းထိပ်မှာခန်းနာစွာနဲ့အသစ်တည်ဆောက်ထားတဲ့မြန်မာ Management International College ပဲဖြစ်ပါတယ်။ကဲရောက်ပြီဆိုတော့ကျမတို့စပြီးတော့ရိုက်ကြပါပြီရှင်။ဒါကတော့အကြောင်းရဲ့ first floor ပါ။အခု dress ပုံစံမျိုးရိုက်ပေးမယ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကြိုမယ်ပေါ့နော်ဘာပြောရမလဲဆိုတော့အဓိက focus ကကြတော့မင်းတို့ MBA ကgo စောက်လေးရွေးကြည့်ပါဟုတ်ပါတယ် MMIC ရဲ့ library ဆိုလို့ရှိရင်လေကျယ်ဝန်းတန့်ရှင်းပြီးတော့မှထိုင်ကုန်တွေကလည်းတတောင့်တတာဖြစ်တယ် private ဆန်ဆန်တူးတဲ့တီးသန့်စာဖတ်လို့ရတဲ့နေရာလေးတွေလည်းထားပေးထားပါတယ်ကဲဒါကတော့အကြောင်းရဲ့ root ကိုသွားအောင်ပေါ့နော်အေးဟာတေညိုရေအုပ်ပိုင်းနေရသည်ဟုတ်တယ်မကြည့်လိုက်ဟောလို့အကြောင်းရဲ့အလောက်ကိုရတဲ့ဒီတော့အခုဒီအလောက်ကိုပြောရရတယ်ဒီမှာလာဟုတ်တယ်စင်ဝါမကဲ ready 3 2 1 go အခုလိုမျိုးကျယ်ဝန်းတဲ့စာသင်ခန်းတွေသာမကဘဲနဲ့အခြားသော facility တွေလည်းအများကြီးရှိသေးတယ်ဒီကျောင်းကြီးရဲ့ MBA program တွေအကြောင်းနဲ့ကျောင်းကြီးရဲ့ခန်းနာလှပမှုတွေကိုဒီတေးရိုက်ထားတဲ့ဗီဒီယိုလေးကိုမြန်မာ Management International College ရဲ့ page မှာစောင့်ကြည့်ပေးပါဦးနော်အားလုံးပဲတတာအချောလေးနှစ်ယောက်ကနှုတ်ဆက်လိုက်ပါရရှင်